Alugo Diana Prida Banduro Gando Damadana Amada Dana and the Abhi Ona Jinu Jayabe Damabeda La Sido Damabeda Mega Wene La Side Mahana Kode Watugu Etikanga Ona Jinu Jayabe Young way Dhamma Chanda Mi Tiaro Badiara Badi Tiana Me Pilega Neguma Tiaga Tilo Yabu de Dule Obia Tiana Mega Badi Hello, can they go to Shiriga? Say Badi Kuzo Sai that no? Hello, you Pimela, say Pimela. No? Saga say a building. You see below Biane. Share so you see Saint Kai Babiame. Saint Vito Toname, shares me since they are Lugela. Lugo does me to only got you see my Shazima. Shazima, no? You young way Dhamma Chantame, where young Dhamma Chantame, no? Eddie didn't know. Ona Jinu Jama Pipari. Kini Kudushini Kudugane Amandina Kama. Mivari Jesu Gove Sabigo. Go at the level, Yikabi, Paya, Leon, Sobiro. Kateke, the Kata, Yankan, Shimbu, Yogi, Sobiro, Kudu, John Gondrego, Mimiro, Sibu Ato Jarebo. Mimiro, Sibu Ato de Kudu Rima. Go ye Sura Shide, Bashide. Go Sura. Any Kudu Gamu Bego, Mimiro, Sina Dodan, Jadazo, Pilate Debo. Any Kudu Rima, Shide, Goma, Lushirima, Yale Debo. Beluma Lavido, a young Bianlo, Piasilo, Yaya. Yaw. Rogawi, Nale of your Soye. No, a Lugale, Dore. And you the media, Chile, Solo, she, and Levema, Bari, she. Shui Lang, Willa, Jela. No? A Tula, Sela. A city. Any Shui, look, you're like that, Negoma. Shui, go ye, Sura, she. Palisa, Vimara, Sata, Ruba. Santa Suraga, Wigwa. Ruba Suraga, Shuk. Wigwaya Julie. Ever Shuya Pingo, a younger. Bayale, a wire. Eddie do a golden tiga, Shuilo, Chilla. No? And ye did a song baby ma. To net a two can be ma, she should have Pilla. No, Nayamine, a TJ Tangido, Maconda, Yago, first thing be Madani, Shui, so that Namale Miyala Hula. Ever Shumalusi, Shubere got Barbie, Mipolo leve, Mamaya Boom. No? To net Tulo leve, Maquaya Boom, Nanswello leve, Mapia Boom. Nayamine, Turo leve. Sui ha do it. No, a late chick ha. Young met Toya Babu, Edda Pale, Sui, Shui ye, Gombe. No, below the Jojo. Nayami never to never to Nassau over Chippy. Shui ye, Goganti ha, your order. Ever do ye, Bingo ha, one never bound, no? Sata Ruba, Bingo is only pure water. My brother would to a duba baby. Good old Gamo Malebe, called that Tisla sheep. No? And I'm Yasoya Lily Ganda Duma, Yore, and no Gambi. No?
ကုသိုလ်ရှင်တွေမိမိတို့စေတနာသုံးတန်ပြတ်သားစွာဖြင့်ပြုလို့ရတဲ့ကုသိုလ်တွေကိုမိမိတို့ကိုယ်တိုင်ကလည်းယူသွားလို့ရတယ်အနုဂါမိမိမိနောက်သို့အစဉ်ပါတယ်အစောကဟာရဏဘယ်လိုသက်ခိုးတွေမှလာပြီးတော့လူယူလို့မရဘူးအများနဲ့မဆက်ဆံပါဘူးကိုယ်နဲ့သာဆက်ဆံပါတယ်တန်ခါရကိုလည်းပဲဒီနေ့ပြည့်တဲ့ကုသိုလ်ကောင်းမှုတွေဟာဘာလို့လို့ရတယ်ယူသွားလို့ရတယ်မယူလည်းပဲကိုကလိုက်နေပြီးတော့မဟုတ်ပြီဘူးလားနော်လိုက်ဆုံးမဲ့ဘယ်ဘုကုံမြယူမေယမန်းကြကုန်တယ်မျိုးနိဗ္ဗာန်အထိယူနိုင်ပြီမန္တိကုန်တယ်မျိုးမိမိနောက်မှာအစင်ပါမန်းပါကုန်တယ်မျိုးအမြမဆန်ကိုယ်ပိုင်မန်းမယံကုန်တယ်မျိုးဘယ်လူဆုံးမြခုံးမေယမန်းကြကုန်တယ်မျိုးမနောသင်္ကသသံပတ္တိဒေဝလောကေသယရတိယာဇံနိဗ္ဗာန်ကံပတ္တိသဗ္ဗမေတေနလဗ္ဗတိမနောသင်္ကသဒုနံဖြစ်သောယာသံပတ္တိသအကျဉ်စည်းစိတ်ချမ်းသာသည်၎င်းဒေဝလောပစ္ဆာယရတိနံတွေယနာစိစေကို၎င်းယာဇာနိဗ္ဗာန်သံပတ္တိအကျဉ်နိဗ္ဗာန်သောကိုဣဒံဤမိမိတို့ပြုလို့တဲ့ဒါနဆိုတဲ့ကုသိုလ်ကဖြစ်လာလေလာဘာတိမုချပန္နယာနံဒေဝလေတ္တနတုဆေယဘုရားရှင်ကိုရတိကရုဏာရှင်သာမေတ္တာအဖြစ်ဩဇာတော်မူလိုက်ပါပေတည်းကနေ့ကတိတရားတော်ဥဒံဘုဒ္ဓနဲ့တရိကာမတော်စိတ်စိတ်သမင်ပြတဲ့ပြုရောနာဖို့မိသားစုသည်မြတ်ဗုဒ္ဓ၏သာနာတော်နဲ့တွေ့ကြကြုံကြဆုံကြတဲ့အခါမှာပြိဿရေကနေ့ဘာလို့နေတယ်လဲဆိုလို့ရှိရင်ဂုံတွေဝယ်ပြိဿရေဘာလို့ဝယ်အဲ့တော့ဒီစိတ်စိတ်ကိုယ်ကိုဆိုင်ဆိုတဲ့မိသားစုတွေနေစဉ်ဘာလို့နေတယ်လဲမေလို့ရှိရင်ပြိဿရေဘာလို့ရောက်တယ်ကိုယ်တွေရောက်တယ်ခဏကတော့ဘာလို့တယ်ဝယ်နော်ဘယ်မှာဝယ်လဲလို့ဝယ်လို့ရှိရင်မြတ်စွာဘုရားရဲ့သာရဏပြုသောဇေယုံထဲမှာပြိဿရေဘယ်ထဲမှာသာရဏဇေယုံထဲမှာပြိဿရေဘာဝယ်နေတယ်လဲမေးရင်ဂုံလေးဝယ်နေတဲ့ကုသိုလ်တည်းဟူသောဂုံလေးမှန်ရဲ့လားအာယုအရောပိတံဝနလေကံဥစ္စာဒုလိနာတအသင်္ကတိစ္စအာနာတံအဋ္ဌိသဗ္ဗဗမေစိနေသဗ္ဗဗမေစိနေဘုရားရှင်ရောက်ကြအပ်တော်ဇေယုံတော်ကြီးအထွင်၌အာယုအဘိရှိခြင်းဆိုတဲ့ကိုပစ္စည်းတင်လက်အဋ္ဌိရှိပါ၏ဘယ်တိုင်မြတ်စွာဘုရားရှင်ကတော်မြတ်သာသနာ့ပြုပါစေရောသနာပြုတော်ဇေယုပင်မှာအာယုအသက်ရှိခြင်းဆိုတဲ့ကိုပစ္စည်းကိုလည်းပဲကနေ့ကတိတရာကဥသောကတေတိကမ္မထောမမစိတ်တို့တရားကြည်ပြုဘိက္ခုပြည့်တော်ဝယ်နေကြတယ်ဘောဇနဒါနဆန်းလို့တဲ့အကျိုးဘယ်နှပါ၅ပါးနော်
ဆွမ်းလူတယ်ဆိုတာအတွေ့ရှိခြင်းတဲ့အာယုံဆိုတဲ့အသိရှိခြင်းအကြောင်းဖြစ်တဲ့ကိုယ်ပစ္စည်းတစ်မျိုးကိုလည်းပဲမဝယ်နေဘူးလားမှန်ပါဗျာသဗ္ဗပနိစိနေမြတ်စွာဘုရားရှင်ရောက်ချအပ်တဲ့စိတ်ကိုအတွင်းမှာအာယုံအသိရှိခြင်းဆိုတဲ့ကိုယ်ပစ္စည်းတည်လက်အတ္တိရှိပါဝေအာရောဂိတံအနာယောဂံကိခြင်းချမ်းသာခြင်းကျမ်းမာခြင်းလို့ဆိုတဲ့ကိုယ်ပစ္စည်းတည်လက်အတ္တိရှိပါဝေပြိဿကြီးမြတ်စွာဘုရားရဲ့သာသနာမှာအနာကင်းခြင်းကျမ်းမာခြင်းဆိုတဲ့ကိုယ်ပစ္စည်းလည်းပဲရောက်မနေဘူးလားအာရောဂတနာကင်းခြင်းဖြတ်ပဲခြင်းကျမ်းမာခြင်းဆိုတဲ့ကိုယ်ပစ္စည်းလည်းပဲအတ္တိရှိပါဝေဝန္နယောစေအင်္ဂါတည်းတဲ့ပြည့်စုံခြင်းဆိုတဲ့ကိုယ်ပစ္စည်းလည်းအတ္တိရှိပါဝေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်နိရိကန္ဓသုမောရာရတနာဒုက္ခရှင်တွေဒီကနေ့ကနေ့သင်္ကလူရမယ်ဆိုရင်သင်္ကလူရအကျုံးမှာလည်းပဲဝဋ္ဌတောဝနာတောဝတ္တိမိမိတို့ကလေးသင်္ကကိုပြည့်လူတယ်ဆိုရင်လည်းပဲအဲ့ဒီသင်္ကကိုဘန္တာတော်ရဲ့ဆင်ញံလိုက်မယ်ဆိုလို့ရှိရင်ပရိသတ်ရဲ့တပ်ပဲပြီးတော့မတော်ဘူးလားအဲ့တော့ယုံစိန်ကိုလည်းပဲလူရရောက်တယ်တဲ့နော်တရားရောအကောင်ကသုဒ္ဓမာနံစိဝိတ္တရေကိုရောက်လာတယ်နန္ဒမိနန္ဒာတိပိကသုဒ္ဓမာနံစိဝိတ္တရေတွင်ကိုရောက်လာတဲ့ရောဟိနီဘယ်သူပါလဲရောဟိနီဆိုတဲ့နန္ဒမိကိုအာလောသောနန္ဒတွေကငေးမောင်တာဖြင့်ကြည်ကြတယ်ရောဟိနီကသိချောတယ်တဲ့ဘာဖြစ်လဲဘာလို့ချောတယ်လဲဆိုလို့ရှိရင်ပရိသတ်သင်္ကန်းလူကုလို့ဘာလို့ကုလို့အဲ့ဒါနဲ့နန္ဒရာပါရဏစိတ်ရုပ်တွေမှာတပိတော်တို့ပဲသူကိုယ်တွေဝဲရင်ပါရင်ညမလဲဆိုပြီးတော့မြတ်စွာဘုရားကိုရှောက်ကြည့်တယ်မြတ်စွာဘုရားတပိတော်တို့နံစိဝိတ္တရေမှာတော့ဤအမည်ရှိတဲ့နန္ဒမိကိုနန္ဒကြည့်တဲ့ကဝိုက်ပြီးတော့ငိပ်ပြီးတော့ကြည်ကြတယ်ဗျာအဲ့ဒီလိုယုံစိတ်အင်္ဂါရင်ချောခြင်းတဲ့ဆိုရင်တပိတော်မြတ်သာသနာ့ပြမှာပါရိဝေရမလဲဗျာဝဋ္ဌတောဝန္နတောဟောတိအဝေါသင်္ကကိုလူရမယ်ဆိုလို့ရှိရင်တော့ယုံစိတ်အင်္ဂါကိုလူရရောက်တယ်သာသနာ့ပြမှာဥပတိကောင်းခြင်းယုံချောခြင်းတင့်တယ်ခြင်းဆိုတဲ့ကိုပြည့်စည်လည်းပဲရောက်မနေဘူးလားခဏကုသိုလ်ရှင်ကလေးတာကောင်းသောဥဒ္ဓမမစေရောကျမ်းမာခြင်းတွေလည်းပဲဝင်နေတယ်ယောဇေအင်္ဂံ၆ပါးလက်ပါခြင်းတွေဖြစ်ဖို့ကတိလျာစမြန်သောသင်္ကန်းကိုလည်းပဲသာတိကတာနောက်ရောက်သံဃတဒေမနိဗ္ဗာန်တာပစ္စယောဟောတုကိုယ်တိုင်လှူပြီးတော့ဝယ်မနေဘူးလားဝယ်နေတဲ့တော့ကြောင့်ဥစ္စာကိုယ်လေးနာတလူမျိုးတို့ဤမြင့်မြတ်ခြင်းအထေတန်ကြခြင်းအမျိုးကောင်းခြင်းဆိုတဲ့ကိုယ်ပြည့်စစ်တီလည်းပဲအတ္တိရှိပါပေမြတ်စွာဘုရားရဲ့သာသနာပြုသောဇေယုံကြီးမှာပရိသတ်ရဲ့လူမျိုးတွေမြင့်မြတ်ခြင်းနဲ့ကိုယ်ရဲ့ဘဝတွင်ကအထတန်ကြခြင်းတဲ့အမျိုးတွေကကောင်းခြင်းဆိုတဲ့ကိုယ်ပြည့်စစ်တွေလည်းပဲရောက်ကြပြီးတော့နေတယ်အသင်္ခတိစ္ဆာအမတံအသင်္ခတိစ္ဆာအမတံဩခြင်းနာခြင်းသိခြင်းကိညာနိဗ္ဗာန်ဆိုတဲ့ကိုယ်ပစ္စည်းမျိုးကိုလည်းပဲအတ္တိထေရှမေတ္တိရှိပါပေ၏ယလို့ဘဂဝါဘုဒ္ဓကျောက်ပသခင်ဘုရားရှင်ကိုယ်တော်မြတ်သည်ဒေဝိတိကရုဏာစေတမေတ္တာအဖြင့်ဟောကြားတော်မူလိုက်ပါပေသတည်း
ကဲလိုက်ဆုံးတဲ့သာသနာစေယုဝင်ကောင်းကျိုးလူဘုလာ၍တိုင်ဒါနသီလဘဝနာသုံးပြတံဗုဒ္ဓံသာသနာစေယုဝင်ကောင်းကျိုးလူဘုလာ၍တိုင်ဒါနသီလဘဝနာသုံးပြတံဗုဒ္ဓံကနေကရေတာကောဥရောကရေတေကာမဓမ္မမစေတမိပြောယောနောင်ဘုစိတ်စိတ်ကုသိုလ်ဆိုင်မိသားတေသုတော်တိမြတ်ဗုဒ္ဓယောက်ျားအတ္တသာဝနာဇိယံတော်တွင်မှာပြိဿယေနေတိုင်းကြတော့ကိုယ်ဝင်ကိုဘယ်မှာရောက်လဲအိမ်မှာရောက်တဲ့ကနေကြတော့မြတ်ဗုဒ္ဓရဲ့သာဝနာတော်ပြည့်နဲ့တွေ့ရကျုံရဆုံးရပေတဲ့အခါမှာတရားကိုအကျိကံကဖြင့်ခဏိတော်ကိုယ်ဝင်ပါလို့နေတယ်ဝေနေတဲ့ခဏိပိဏတဲ့ကောင်းစဉ်ကရောင်းဝယ်တတ်မှာချမ်းသာမယ်ဒီကိုရောင်းကိုဝယ်တဲ့နေရာမှာနော်အမြင်ကလည်းပဲမရှိဘူးနော်ဝိရိယကလည်းပဲမရှိဘူးယင်းဒီကလည်းပဲမရှိဘူးရောင်းဝယ်တဲ့နေရာမှာမကျွမ်းကျင်ဘူးဆိုလို့ရှိရင်ကိုယ်ပဲတယောက်ဟာချမ်းသာနိုင်ပါမလားဒါရောင်းဝယ်တတ်မှပါလေဘာဖြစ်မလဲအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်သာဝတိမျိုးစေအောင်ကြောက်တော်မှာတည်းတုံပြီးတော့နေတဲ့အချိန်မြတ်စွာဘုရားရှင်ကိုတော်မြတ်ဣဒဝတံဝတိတ္တမိဣဒဟေမန္တကိမိတုဣတိဘောလောဝိစိတေတိအန္တရာယနာဘုဇတိဣဒယယ၌ဝတံမူလပလောဣဒယယ၌ဝတံမူလပလောဝတိတ္တမိနေယဣဒဧယ၌ဟိမန္တကိမိတုဆောင်းလငွေလတို့ဘတ်တော်ဝတိသာမိနေယဣတိဣလုံဘာလောလုံမတိဝိစေတတိအထုကြံအန္တရာယမိမိအသေဣအန္တရကုနာဘုဇိတတိမတိဟုမြတ်စွာဘုရားဒီကရာလေးကိုဘသူ့ကိုအကြောင်းပြုပြီးတော့ဟောတယ်လို့ဆိုရင်ဗာရဏသီမြို့ကမာဒါနအမည်ရှိတဲ့ကုသတယောက်စီဘောရင်သမားပြီးပေါ့တနေ့တော့လက်အစင်း900ပေါ်မှာပြည့်စည်တွေတင်ပြီးတော့ကုန်တွေတင်ပြီးတော့သာဝတိသို့ထွက်ခွာလာတယ်ဘာလို့လဲကိုယ်သက်ဆိုတော့ပြိဿရေကိုယ်တွေရောက်မယ်လို့လက်အစင်း900ပြေတော်ဒီမျိုးကိုထွက်ပြီးတော့ထွက်ခွာလာတဲ့အခါမှာပြိဿရေမိုးရင်ကရွာရေကံကြီးရေရှမ်းနေတဲ့အတဲ့ကြောင့်မာဒါနကိုယ်လေကြီးဒုက္ခတွေ့ပြီးကုလို့မရဘူးအဲ့တော့လက်တော်မှာတင်လာတဲ့ရင်ဒီတွေမမြောက်ဘူးလားအဲ့တော့ကိုယ်တယ်ဆိုတော့ကိုရောင်းလိုက်ကိုဝယ်တယ်ဆိုတာဘာလို့ဖို့အမြန်ရောက်ဖို့မဟုတ်ပေဘူးလားအဲ့ဒါနဲ့မာဒနာကိုယ်လည်းဒီကကိုရောက်ကိုဝယ်ရောက်ရင်းနဲ့ကိုရောက်ကိုဝယ်လို့ရင်နဲ့ပြိဿရေပဲရောက်လာတယ်ဆိုရင်သာဝတိတို့ရောက်လာတယ်ဘယ်လိုရောက်လာသာဝတိရောက်လာတော့အဲ့ဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဆွမ်းခံကြွတာနဲ့တန်းပြီးတော့တုံးတာနော်အဲ့တော့မာဒနာကိုယ်လည်းကြီးရဲ့အကျဉ်းစီကိုမြတ်စွာဘုရားကသိနော်မာဒနာကိုယ်လည်းကြီးကိုမြတ်စွာဘုရားကမြင်လိုက်ပြီဆိုတာနဲ့
မြန်စွာဘုရားရှင်ကိုယ်တော်မြတ်ကပရိသတ်ရဲ့အကြောင်းရှိလို့ပြုတော်မူပြီးအဲ့တော့အမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ပြုလိုက်တယ်ဆိုပဲနောင်လာအသိပါလာတော့ရှင်အာနန္ဒာကနေတော်မြတ်စွာဘုရားကိုလျှောက်တယ်ဘုဒ္ဓကြည်တော်မူသောမြတ်စွာဘုရားမဟာဒါနဂုဏ်တိတိကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့ပြုတော်မူရပါလဲမြတ်စွာဘုရားจิตตาအာနန္ဒာဟောဒီမှာသင်จิตตาမာဒနာကိုယ်တည်းကြီးကိုတွေ့ရလားမှန်လားပါဗျာတပည့်တော်တွေ့ပါလေဗျာအေးမာဒနာကိုယ်တည်းကြီးဟာလေနော်သူရဲ့အကြံစီတွေကအကြီးကြီးတယ်ဆိုလိုတာကသူရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အတွေးဟာနော်အကြီးကြီးကိုမှတည်ဆောက်ထားတယ်ဘာလို့ထားလဲဘယ်လိုတည်ဆောက်ထားတယ်လဲဆိုလို့ရှိရင်မြတ်စွာဘုရားကနော်စီဝါရေးမှာဘယ်လိုပဲအကြံကြီးကြီးဉာဏ်ကြီးကြီးပြီးတော့တည်ဆောက်ထားတဲ့နော်သူရဲ့အသက်အန္တရာယ်ကိုကြတော့မတွေးပါဘူးတဲ့နော်အခုဒီနေ့စိန်ကိုယ်စိုးဆိုင်မိသားစုတို့လည်းပဲဘုန်းကြီးတို့နော်သတိပေးချင်တာကအခုမိမိတို့အကြံကောင်းတွေးကောင်းလို့သံဃာအတွက်နော်မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့တုံးမှာဝယ်လိုက်တာအလုံးတရားမောက်ကိုဒါလက်ဦးမှုရယူတယ်လို့မပြောနိုင်ဘူးလားအခုမာဒနာပုဒ်တဲ့ကြီးကသူကစီဝါရေးကိုစောင့်ချပြီးတော့လုပ်နေတာသူရဲ့အသက်အန္တရာယ်ကိုသူမတွေ့ဘူးတဲ့ဒါနဲ့အာနန္ဒာတဲ့တကယ်တော့မာဒနာပုဒ်တဲ့ကြီးကသိသနာเสียကောင်းတယ်တဲ့နော်သူကဘယ်လောက်နေမယ်ဘယ်လောက်ကြာစီးပွားရေးကလုံးမယ်ဆိုပြီးတော့တွေးနေပေမဲ့လည်းပဲသူရဲ့အသက်ဒီ9ရက်ပဲအသက်ရှင်တော့မယ်တဲ့ဘယ်လောက်ပဲရှင်မယ်9ရက်ပဲအဲ့ဒါနဲ့ရှင်အာနန္ဒာကသင်္နာပြီးတော့မြတ်စွာဘုရားကိုလျှောက်တာနော်မြတ်စွာဘုရားဒါဆိုရင်တပည့်တော်မာသနာကိုယ်သက်ထံသွားပြီးတော့ဒီအကြောင်းအရာကိုသွားပြီးတော့ပြောအောင်မယ်ဗျာအေးကောင်းတယ်ဆိုပြီးတော့ရှင်အာနန္ဒာကလာပြီးတော့မာဒနာကိုယ်တည်းကြီးကိုပြောတယ်တက္ကကြီးတဲ့ဟောဒီသာဝတိမှာဘလောက်ကြာနေမယ်လို့တက္ကကြီးကြံစီထားတယ်လေမှန်လားပါဗျာဘုရားတပည့်တော်လဲကလည်းအစီ900လက်အစီ900ပေါ်မှာတင်ထားတဲ့ကိုယ်တွေကလည်းပဲများတယ်လို့ရင်းနှီးကလည်းပဲများတယ်ဗျာဒါကြောင့်တပည့်တော်ဒီအဲ့ဒီကိုယ်တွေမကုန်မချင်းမိုးလိမ့်လရောင်းလို့မကုန်ရင်ຫນွေလိမ့်လနေမယ်ဗျຫນွေလိမ့်လမကုန်ရင်လည်းပဲဆောင်းလိမ့်လတနေ့ပတ်လို့တပည့်တော်ပါဝထိမှာမကုန်မချင်းဒီကိုယ်တွေကိုရောင်းမယ်အဲ့ဒါနဲ့တက္ကကြီးမြတ်စွာဘုရားကတက္ကကြီးကိုကြည့်ပြီးတော့ပြုံးနေတယ်တက္ကကြီးရဲ့ကြံစီကိုသိနေတယ်မှန်လားပါဗျာမရှိပါဘူးဆိုတော့မြတ်စွာဘုရားကဘာမေ့ရှိတယ်လဲဗျာဒီတော့တက္ကကြီးကတနေ့ပတ်လို့ကိုယ်ကိုရောင်းတယ်ဆိုပြီးတော့ဘယ်လိုပဲကြံစီတဲ့တက္ကကြီးရဲ့အသက်ဟာဘယ်နှစ်ရက်ပဲအသက်ရှင်ပဲတက္ကကြီးရဲ့အသက်ကို9ရက်ပဲအသက်ရှိမယ်လို့မြတ်စွာဘုရားကမေ့ရှိလိုက်တယ်ဒါနဲ့မာဒနာကိုယ်တည်းကြီးကပြေးတဲ့တဲ့လို့ဘာလို့လာလဲလဲကိုယ်ဝင်ကိုရောင်းတယ်မှအကျင့်နဲ့လာတာအဲ့တော့သူရဲ့အသက်အန္တရာယ်ကပြည့်တဲ့နောင်9ရက်ကြာပြီဆိုလို့ရှိရင်သူဒီပါပြရတော့မယ်ပြရတော့မယ်ဆိုတဲ့အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့အတွေ့အမြင်တွေဝင်လာပြီးတော့ငါနေဆိုသလိုပဲကိုယ်ဝင်ကိုရောင်းနေတာယခုတော့မြတ်ဗုဒ္ဓရဲ့သာသနာတော်ဘိမှရောင်းချနေတဲ့ကိုယ်တွေကိုကနေ့ကစာပြီးတော့ငါခေါင်းနေရဲ့အတွင်းမှာပါလို့မယ်ဝဲမယ်ဘာတွေကိုဝဲမယ်မှန်တော့ဘောလူပြီးလူတယ်ဆိုတာဘုရားရဲ့သာသနာတွင်းမှာဘာလို့နေတာကိုယ်ဝင်ကိုဝဲနေတာနော်အာယုအာရောဂိတဝနံသကံဥစ္စာကုလိနာတ
Adingadisa amadang anti taba benesine taba benesine biashi yang ja alo seyo edwinai ayo edwishini sura gobi zidile anti shibawe arogindam anaginjin chabajin jamajin sura gobi zidile anti shibawe One using England in the business and chains of a gobi sitting there anti-shibawe. The gun Lujanda Nanjanda Yama Chanda also the gobi sit yogi there anti-shibawe. Osa Golimada Yudo Immunity attendant judging and your gong so the gobi sitting there anti-shibawe. Now so a same means so go Kobiesiga Arthinkatisa Amadan Meoyara Menara Mediji so that Neban so that Kobiesi level Yamani Rula. Can they get it? Gama doses in Minasuri Medaya Jetan Nebango Gane Balo Nere. When they are no, a good Madana Koretica, nay day, go young the ma a pit young day. Canado, pay jingle, twin me door, oh, Nadi, nay chindo, Memyeru, Parom Yede. Pay jingle, Nadi, Yella, Devi, Marana, Nation, Savio, Kore, pay jingle, Saint Chin, Miledo, Yika, they go, Balodomale. Yekani Suro Mesro, Piapana Pima, Yoni, that Kuri go to Palorome. Where a mere and they die so. Mianza Yasin, Tanga, goes find the Saga, Lurambi, Balobi. Can I get it there? Tane Pia, Monsilo, Tanga, Miandigo, Swan, as I go, Luramboya, Avian Saga Ludam Buzo Menedula Era Baloda Weneda Wetaji no Kuma Payabula Kuna Mayabula and no Madana Gunadinga Yason Yasin and Nanga Rodrigo Nidai Solo Breda is Swan Lude Palode Swan Lude are you at the CG? Nambido Yamjin, Yamabido Yazijin, Unari Gijin Sore, Chandazin, Chandama, Evan Libama, Logia, Chete, Logo, and Julia, Bigo, Logi, Go Young Lara, Kana Ya Bigo, both saying go great Bigo, a good Balomi. Go by the Logi, Login, and Breda, Sunday, Lubida, Agama, they are in now. I don't call it Yoma, Madama, Gulani, Yaso, Diago, Navigo, Zoda, Bandi, Zoda, Bandi, Ponanti, Levi, Zoda, Bandi, Breda, the Gamba, Pingobi, the Erima, no? Miasovia, Sambo, Bibido, Miasovia, Light Book, a year of Gondi, Mule, Savito, Kudu, Shinji, a Yakoma, Gombu in a Doma, they long Tuado, Kudu, Shimya, they lose Shin, Bayo Yadele. Napi, though Yayade, a cook, two well labor, Kobiesiga, Ona, they gained a pedo, Meloy Yachi. Bawa a singing jeans so that go to my Taula. When I don't matter not go there, for my Kudu, are you reader? They like Tawari than Nabima, Tuamido, Chete, Yola, Shela, Lola, Share Lola, Lola, Share Lola, no, can they Kudu sing the level, can they? Payaka Twido, Jodo, Soloma, no, Powaye, a singing G, using the Choma Labaya, G, Ubedi, Gong G,
အသင်္ခတအာမတဩနာသိကင်းတဲ့နိဗ္ဗာန်ဆိုတဲ့ကိုမျိုးကိုဝယ်မနေဘူးလားဒါကြောင့်မဟာဒါနပုဒ်တဲ့ကြီးကလည်းပဲရောင်းလဲရောင်းတယ်ဝယ်လဲဝယ်တယ်လို့ပဲခဏစိတ်စိတ်ကိုယ်ကိုယ်ဆိုင်မိသားစုတွေလည်းပဲရောင်းလဲရောင်းဝယ်လဲဝယ်ခဏပြထားတဲ့ခေါင်းစဉ်ကရောင်းဝယ်တတ်မှချမ်းသာမယ်ဆိုတာမာဒနာကုသိုလ်ကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောလိုက်တဲ့ကထာလေးကဣဒဝောတံဝတေတာမိဣဒဟိမန္တကိမိတုဣတိဘာလောဝိစေတိတိတဲ့လူမိုင်းတွေဟာတဲ့ဤအရာမှာဘယ်လောက်ကြောင်အောင်နေမယ်ဆိုပြီးတော့တွေးနေတတ်တယ်တဲ့နော်တနေ့သုံးမဟုတ်နည်းနည်းနော်မကုန်မချင်းအဲ့လိုတွေးပြီးတော့မနေရဘူးတဲ့အဲ့လိုတွေးနေမယ်ဆိုရင်လူမိုက်မြည်တယ်တဲ့နော်ကိုယ့်ရဲ့အသက်အန္တရာယ်ကိုလည်းပဲဩငါဒီနေချင်းမဲ့မြဲသိချင်းတော့မြဲတဲ့မသိသိချင်းရိတ်ခါလေးတော့ဝယ်သောအောင်မှာပဲဆိုပြီးတော့မာနနာကိုယ်တည်းကိုကြည့်လေတသက်ကိုကိုယ်ရောက်လာတာနော်နောက်ဆိုအသက်အန္တရာယ်ကိုပြီးလာတဲ့ဒီနေ့မှာတရားတရားကိုယဉ်ဤပြုပြီးတော့ဘုရားရှင်နဲ့သံဃာတော်တွေကိုဆွမ်းများဆက်ကလူဒန်းပြီးတော့ကိုယ်ပိုင်ရတဲ့ကိုယ်ပိုင်တရားများကိုကိုယ်တိုင်ပြုသွားတော့ကိုယ်တိုင်ပဲချမ်းသာစိတ်လို့ခေါ်တဲ့သောတာပန်မဖြစ်သွားဘူးလားဖြစ်သွားပါတယ်ဒါကြောင့်သာသနာနဲ့တွေ့တော့ကြုံတော့ဆိုတော့မှကိုယ်တိုင်အရင်ကြီးတွေထိုးပြီးတော့ဝယ်ထားမှသာလျှင်ဘာဖြစ်မယ်ချမ်းသာမယ်နော်ဧဝမေဝကောဘိကဝေတိဓမ္မေသမဏဂတောဘိက္ခုနာစေယသေဝမတံဝိဘုလတံဘာဟုနာတိကုသလေတုဓမ္မေတုဘိကဝေဘသံလိဘจิตจิตမိတုဧဝမေဝကောဤအတုသာလေဒီဓမ္မေသုံးခုသောကရောတရားတို့နှင့်သမဏဂတောပိစုသောဘိက္ခုယံဒီဝါလူတိနာစေနသေဝမကြံမြင့်မီအချိန်၌သာလေကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌မာတံဝိပုလတံကြည်ကြပြန်ပြောခြင်းသို့ဘာဝုနာတိရောက်၏တဲ့နော်ပါဠိကသုံးမှာဇိတ္တရီအတွက်မြတ်စွာဘုရားကစေတတရားသည်အခြေတော်တွင်မှာတုတ်တက်ခြင်းတွေကြီးပွားခြင်းတွေဆိုလို့ရှိရင်နံပါတ်1စက္ခုမာစာအမြင်ရှိရမယ်ဝိတုရောစာဝိရိယရှိရမယ်နေတရားစာအမိကောင်းရှိရမယ်တဲ့ပစ္စည်းဥစ္စာတွေဖြင့်တုတ်တက်ကြီးပွားခြင်းတွေဆိုရင်အဲ့ဒီအင်္ဂါ3ရပ်နဲ့ပြည်စုံရမယ်ကုသိုလ်တရားတွေဖြင့်တုတ်တက်ကြီးပွားခြင်းတွေဆိုလို့ရှိရင်လည်းအင်္ဂါ3ရပ်နဲ့ပြည်စုံရမယ်နံပါတ်1စက္ခုမာစအမြင်ရှိရမယ်တဲ့ဒီအမြင်ကကိုယ့်ရဲ့ခန္ဓာပေါ်မှာအမြင်နော်ဩငါခန္ဓာကြီးတပြည့်ပြည့်နဲ့အိုခြင်းဘက်သို့သွားနေတာလားပြုခြင်းဘက်သို့သွားနေတာလားအိုခြင်းဘက်သို့သေခြင်းဘက်သို့ငါအားသွားနေပြီနော်ဒါကြောင့်အသင်းတွေကိုထုံသွားမှတော်မယ်ဆိုတဲ့အမြင်မျိုးနော်ငါခန္ဓာဟာမမြဲဘူးတနေ့တစ်ချိန်ငါဒီသိရမယ်ဤခန္ဓာကိုဆွရမယ်ဆိုတဲ့အတွေ့အမြင်မျိုးရှိလို့ရှိရင်တဲ့ကုသိုလ်ကောင်းမှုတွေများများပြည့်ဖြစ်တယ်တဲ့နော်ခန္ဓာနဲ့ပတ်သက်ပြီးတော့အမြင်ရှိထားရမယ်နံပါတ်2ဝိတုရောစအကုသိုလ်တွေလုံးဝမဖြစ်အောင်တာစီတတ်တဲ့ဝိရိယမျိုးကိုရှိထားရမယ်တဲ့ကုသိုလ်ဒီငါရဲ့တောင်းဝမယ်ဆိုတာတောင်းဝတရားအနေနဲ့ကိုကြိုးစားတဲ့ဝိရိယမျိုးကိုထားရှိရမယ်တဲ့နံပါတ်3အမိကောင်းရှိရမယ်တဲ့ကုသိုလ်ဖြင့်တုတ်တက်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တွေနော်နံပါတ်3အမိကောင်းဆိုတာကဘာပြောလဲတရားတွေအများများနာထားရမယ်ဘာလို့ထားမလဲနာမသိမယ်သိမှကျင့်မယ်နော်ကျင့်ပြီးတော့ပို့ပြီးတော့သိသွားတော့ပို့ပြီးတော့မလွန်မြောက်နိုင်ဘူးလားလွန်မြောက်နိုင်ပါတယ်ဒါကြောင့်ဇိတ္တတွေရဲ့တုတ်တက်ကြီးပွားခြင်းတဲ့ဆိုရင်ပစ္စည်းဥစ္စာဖြင့်တုတ်တက်ကြီးပွားခြင်းတဲ့ဆိုရင်နံပါတ်1ပါရှိရမယ်အမြင်ကောင်းရှိရမယ်နော်စိတ်ဝဲကိုဘယ်လိုရောက်ပြီးတော့ဘယ်လိုဝယ်တဝယ်မယ်ပဲချိန်မှာဘယ်လိုရောက်မယ်ဆိုတဲ့အမြင်နံပါတ်2ဝိရိယရှိရမယ်နံပါတ်3
အမိကောင်းဆိုတာယဉ်ဤရှိရမယ်လေကုသိုလ်ဖြင့်တိုးတက်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တနည်းပြောရင်သံဃာမလုံးလုံးခြင်းတဲ့ပုဂ္ဂိုလ်ဒီနံပါတ်1ပါရှိရမယ်အမြင်ရှိရမယ်အဲ့ဒီအမြင်ကကိုယ့်ကိုယ်ကြည့်တဲ့အမြင်နော်ကိုယ့်ကိုယ်ကြည့်ရမယ်နော်သူတဘောကိုကြည့်လို့မရဘူးနော်ကိုယ့်ကိုယ်ကြည့်လာတော့အော်ငါမှဘာတွေရပြီလဲဘာကတော့ငါမှလုံနေသေးတယ်ရိတ်ခါတွေငါမှလုံနေသေးတယ်ဟုတ်ပြီလားအဲ့တော့ခန္ဓာကလည်းပဲအနိစ္စမမြင်ဘူးဆိုတဲ့အမြင်တွေမြင်လာလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီကုသိုလ်ကောင်းမှုကိုကြိုးစားပြီးတော့ပြုကျင့်စိတ်ပေါ်မလာဘူးလားပေါ်လာတဲ့ဒါကြောင့်ကိုယ့်ရဲ့ခန္ဓာမှာမြင်အောင်ကြည့်တဲ့နော်အဲ့တော့မြင်လာလို့ဆိုရင်နံပါတ်1ဘာရှိရမလဲဝိရိယရှိရမယ်ခုနကငါခန္ဓာဒီမမြဲငါဒီနေရချင်းတယ်လည်းမမြဲဆိုတော့မြင်လာတဲ့အခါမှာကုသိုလ်ကိုကြိုးစားပြီးတော့မပြုဘူးလားပြုလာတဲ့အကုသိုလ်တွေလုံးဝမဖြစ်အောင်ရှောင်ကျင်တဲ့ဝိရိယမျိုးမကြိုးစားဘူးလားကြိုးစားတဲ့နံပါတ်3အမိကောင်းဆိုတာတရားဓမ္မတွေကိုများများနာထားရမယ်ဆိုပြီးတော့ခဏပိတ်ထားတဲ့ခေါင်းစဉ်ကရောင်းဝယ်တမ္မချမ်းသာရာဆိုတဲ့တရားတော်ကိုဤတွင်နိဂုတ်ချုပ်ပါပြီခဏဒါကြောင့်ကတိကိုအလူပေးနေကြတော့ကတိတရားတော်ဥသောဥဒေါမမစိတ်သမိဖြိုးယွန်းနှောက်ဖူးစိတ်စိတ်ကိုယ်တော်ဆိုင်မိသားစုနဲ့တကွတရားနာတဲ့တော့ဓမ္မဆွေတော်မျိုးတော်များဘေးပေါ်ရန်ပေါ်အန္တရာယ်ပေါ်ကဲစင်လွင်ပြောက်ပေါ်ပြောက်ကြပြီး၍ကိုယ်လည်းကျမ်းမာစိတ်ချမ်းသာ၍လူရဆန္ဒအတိတိပြည့်ပြည့်စုံကြပြီး၍မိမိတို့မြတ်စွာဘုရားရဲ့သာသနာ့ပင်မှာရောင်းချနေတဲ့ဩနာတိကင်းတဲ့နိဗ္ဗာန်ဆိုတဲ့ကိုယ်မျိုးကိုလူတိုင်းဝယ်နိုင်ကြပါစေလို့ဆုတောင်းပတ္ထနာပြုကြစေကိုရသတည်း